ယောက်ကအပြိုစစ်မစစ်တာထက်အပြိုမစစ်အောင်ဘယ်သူတွေကလုပ်ခဲ့ပါသလဲမင်္ဂလာပါ Lily Reaction Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလုံးနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ရှင်အမျိုးသားကတဲ့ယူပြီးကြာမှအပြိုမစစ်ဘူးဆိုပြီးအမြဲနိုင်ကျင့်ပါတယ်ကျမအပြိုစစ်ပါတယ်တဲ့သူလူပြိုစစ်မစစ်တာကျမမသိတာပါတဲ့လူပြိုစစ်မစစ်ကိုဘလို့သိရမလဲမမေးတဲ့လေးစားစွာဖြင့်ဒါတိတက် CB မှာလာမေးထားတဲ့မိကွန်းလေးပေါ့နော်အဲ့တော့မမေပြောချင်တာကမိမတယောက်ကအပြိုစစ်မစစ်တာထက်အပြိုမစစ်အောင်ဘယ်သူတွေကလုပ်ခဲ့ပါသလဲနောက်ပြီးတော့အပြိုစစ်စစ်ကိုလိုချင်ပြီးကိုရိုင်းကတော့လူပြိုစစ်ရလားအပြိုစစ်စစ်လိုချင်တော့ကိုရိုင်းလည်းလူပြိုစစ်ရမယ်အဲ့တော့အပြိုမစစ်တဲ့သူတွေကဘာကြောင့်ဖြစ်လာလဲအမျိုးသားတွေကြောင့်ဖြစ်လာတာအမျိုးသားတယောက်ကဒီမိန်းမတယောက်ရဲ့ပန်းကောင်းညွတ်ချိုးဒီအမျိုးသမီးတယောက်ရဲ့အပြိုစင်ဘဝကိုယူပြီးသွားလို့လက်ထက်တဲ့အပြိုစင်ဘဝကိုလည်းယူပြီးသွားပြီးလက်တာထပ်ခဲ့လို့ရှိရင်အပြိုမစစ်တဲ့သူတွေဆိုတာရှိလာမှာမဟုတ်ဘူးဒီအမျိုးသားနဲ့ပဲဒီအပြိုစစ်ဘဝကိုပေးလိုက်တယ်ဒီအမျိုးသားနဲ့ပဲလက်ထက်ပေါင်းသိမ်းယူလိုက်တယ်ဆိုရင်အပြိုစစ်ဆိုတာရှိလာတာအပြိုမစစ်တဲ့သူတွေဘာကြောင့်ရှိလာလဲဆိုတာဒီအမျိုးသားတွေကအပြိုစင်ဘဝကိုယူလိုက်ပြီးတော့တကယ်မယူဘဲနဲ့ထားသွားလို့တခြားလူတွေလက်ထဲမှာရောက်သွားလို့ရှိရင်အပြိုမစစ်တဲ့ဟာတွေကဖြစ်လာတာအဲ့တော့ကျွန်မမေးချင်တာကရှင်တို့ကိုယ်တိုင်ကတော့လူပြိုစစ်ရလားကိုရိုင်းနာအပြိုစစ်လို့ချင်ရင်ကိုရိုင်းကတော့လူပြိုစစ်ရမယ်အဲ့တော့ခုနပြောသလိုမိန်းမတယောက်ကိုဒီအိယာဘွားကိစ္စလက်ထပ်ပေါင်းသိမ်းပြီးတော့ဒါယူရာကြပြီးမှအပြိုမစစ်ဘူးလို့ပြောချင်းကဒါကကိုချစ်လို့ယူပြီးသွားပြီလေကိုအပြိုစစ်လားမစစ်လားဆိုတာကဒါတွဲရင်တလန်တိနေရမှာပဲသူနဲ့တောင်မှအတူဒီလိုအကြိုင်းနေပြီးသွားပြီးမှအပြိုစစ်မှတွေမစစ်မှတွေဆိုအနိုင်ကျင့်ပြီးမှအထက်စီးဆန်စရာမလိုဘူးဒါယောက်ျားကောင်းနေရဲ့အလုံးမဟုတ်ဘူးမိန်းမတယောက်ကကို့အတွက်ဘဒူနဲ့ပဲပတ်သက်ခဲ့ဘဒူနဲ့ပဲသူနောက်ကြောင်မရှင်းခဲ့ဘလို့ပဲအမဲဆက်ရှိနေပါစေကိုတန်မိုးထားရင်ကိုမဖတ်ရသေးရင်စားအုပ်တက်ပဲကိုတန်မိုးထားရင်ကိုလက်ထက်ပန်းကောင်းတစ်ပွင့်ပဲအဲ့တော့ဒီအမျိုးသမီးတယောက်ကိုတော့ကိုတန်ဖိုးမထားတတ်ဘူးဆိုရင်ကိုလည်းယောက်ျားကောင်းမဟုတ်ဘူးကိုလည်းတန်ဖိုးရှိတဲ့ယောက်ျားမဟုတ်ဘူးဒါတော့သဘောပေါက်အဲ့တော့ကျွန်မပြောချင်တာဒီအပြိုမစစ်တာကိုဘာလို့ကြည့်တယ်လဲဘလို့ကြောင့်အပြိုမစစ်ဘူးလို့ပြောတယ်လဲကျမတို့စာအုပ်ဖတ်တဲ့ထဲမှာကျမဖတ်ရတဲ့စာအုပ်ထဲမှာဆိုရင်ကျမတို့ရဲ့ဒီမိန်းမကိုရဲ့ဒီတွားတဲ့လမ်းကြောင်းထဲမှာတွေးကြောထုံးတသေးလေးရှိတယ်အဲ့တသေးလေးကအရန်ပါလွာတယ်အဲ့ဒါမှကျမတို့ဆက်ဆံတဲ့အခါမှာပေါက်သွားလို့သွေးထွက်သွားနေတာအပြိုစစ်တယ်လို့အမျိုးသားအများစုကခံယူကြတယ်သို့တော့ဒီရဲ့အမျိုးသမီးရဲ့ဒီအင်္ဂါနာမှာရှိတဲ့ဒီတွေးကြောထုံးတသေးလေးဆိုတာကလိမ်မဆက်ဆံရင်တော့ဥပမာတစ်ခုနဲ့အမျိုးသမီးတွေကတအိမ်နဲ့အရန်ဒီလို့ရှင်ထိခိုက်မှုလေးရှိခဲ့လို့ရှင်တော့ပေါက်တတ်တယ်တချို့ဆိုရင်သဘိန်းစီးနဲ့ပေါက်တာမျိုးတို့ဖြစ်တတ်တယ်ဒါတွေလည်းဖြစ်တတ်တော့အရန်ပါလွှာတယ်ကွာအဲ့အကြီးကိုထိပြီးသွားလို့ရှင်ဒါကလည်းပေါက်သွားလို့ရှင်နင်တို့နဲ့အိတ်တဲ့အချိန်ကျလို့တွေးမထွက်ဘူးဆိုရင်ဒါအပြုံစစ်ဘူးလို့သွားတတ်မှတ်လို့မရဘူးနောက်တစ်ခုရှိတယ်အမျိုးသမီးတွေကအမျိုးသားတွေအများအဖြစ်ကအမျိုးသမီးရဲ့နော်ကိုကိုကြည့်လိုက်တယ်အဲ့ဒီနော်ကိုကလုံးဝပြားချက်သွဲကြနေလို့ရှင်ဟာဒီမိန်းမတယောက်ကယောက်ျားအများကြီးနဲ့အိတ်ဘူးတယ်ပြိုမစစ်ဘူးလို့သွားမပြောလိုက်နဲ့ဒီမိန်းမတွေကငငယ်ကလေးကနေဒီဘရာဝတ်ထားတဲ့အပေါ်မှာလည်းမူတည်တယ်ကောင်းကောင်းမွန်မွန်ထိမ့်သိမ့်တဲ့ဟာတချို့ကျတော့ကောင်းကောင်းမွန်မွန်မဝစ်ပဲနဲ့ဒီလိုကျိုးခုံတာမျိုးတော့ဗာမျိုးဆိုကြီးလာတဲ့အခါမှာသွားထိမ့်ချုပ်ပြီးသွားလုံနေရင်လည်းဒီနော်ကိုတွေကပြားမြဲပြားပြီးတွဲကြတတ်တယ်ဒါကလုံးဝဂျင်နေပါတယ်ကောင်းကောင်းပြန်ဆော့ပြီး train မှတာနဲ့တင်းတင်းရင်လေးဖြစ်တာတေချာလေးပင့်ပြီးမှတာလေအဲ့ဒါကြောင့်မလို့တချို့ကဒီနော်ကိုကြည့်ပြီးသွားလဲအပြိုမစစ်ဘူးတွေယောက်ျားပေါင်းများစွာကြိုင်ထားတယ်လို့သွားသွဲလို့မရဘူးအဲ့တော့ခုနမမေကိုမေးတယ်နောက်တစ်ချက်လူပြိုစစ်တာဘယ်လိုကြည့်ရမလဲလူပြိုစစ်မစစ်ဆိုတာမမေတို့ကဒီအမျိုးသမီးတွေအများစုကတိလည်းမတိနိုင်ဘူးသူမမေတို့လိုမျိုးအမျိုးသမီးတွေလိုဒီလိုဒီအမျိုးသမီးနဲ့ယောက်ျားတွေကလာတိတယ်မိန်းမတွေဆိုတော့မိန်းမတယောက်နဲ့ဆက်ဆံဘူးလားမဆက်ဆံဘူးလားဆိုတာမမေတို့မသိဘူးအဲ့ဒါတိရတဲ့အချက်ကရှိတယ်စာအုပ်များများလေ့လာပါနောက်နေ့ကျမမေဖတ်တဲ့စာအုပ်ကဒီစာအုပ်ကမမေပျောက်သွားလို့လောက်ကင်မှာရောစစ်ပြစ်တဲ့ထဲမှာအဲ့ဒီဒေါက်တာရေးထားတဲ့ထဲမှာဘဟုတုတရဆရာဒီ set spine ဆိုင်ရာကိစ္စအမျိုးသားအမျိုးသမီးအကုန်ပါပြီးသားအဲ့ဒီစာအုပ်ကိုမမေဒီရန်ကုန်မှာပြန်ရှာဝယ်လို့မရဘူးအဲ့ဒီဒေါက်တာနမဲတောင်တော်တော်မေ့နေအဲ့စာအုပ်တအုပ်နီးပါးလောက်မမေဖတ်ဘူးတယ်အဲ့တော့အမျိုးသားတွေအများစုလူပြိုစစ်မစစ်သိချင်လို့ရှိရင်
တွားပြီးအမျိုးသားအများကြီးနဲ့အိတ်နေစရာမလိုဘူးအမျိုးသားတစ်ယောက်ရဲ့လိန်တိုင်းရဲ့အောက်ကဘောနှလုံးကိုပဲရှင်တို့ခိုင်ကြည့်လိုက်လိန်အများကြီးဆက်ဆံထားပြီးတော့တအားကြီးအသုံးပြုထားလို့ရှင်တို့အင်္ဂါအသုံးပြုထားတဲ့သူတွေကဒီတို့ရဲ့အောက်ကဘောကတွဲကိုတွဲကြတယ်ပြီးလို့ရှင်တင်းရင်မနေဘူးအဲ့ဒါဆိုရင်သူတော်တော်များများဒါအမျိုးသမီးအများအားဖြင့်နဲ့သူဆက်ဆံထားတယ်လို့တတ်မှတ်လို့ရတယ်အိုတဲ့လူတွေမအိုတဲ့လူလာမပြောနဲ့ဒီသူတို့အင်္ဂါရဲ့အောက်ပိုင်းကိုနှလုံးသူတို့စီမှာရှိတဲ့ဟောတဲ့နှလုံးကြီးကိုကျွန်တော်ကန်ကြည့်တဲ့အချိန်မှာလုံးဝကိုတွဲကြပြဲရအရန်ကိုပျော့ဖတ်နေလို့ရှင်ဒါအများသောအားဖြင့်ဒါတော်တော်များများလိန်လိုက်စားတယ်လို့တတ်မှတ်လို့ရတယ်ဒါကစာအုပ်များများဖတ်ပါအများကြီးနဲ့ပတ်သက်နေစရာမလိုဘူးအဲ့တော့ကို့အမျိုးသမီးကိုအပြိုမစစ်ဘူးမဖြစ်ဘူးဆိုပြီးမှအနိုင်ကျင့်စရာမလိုဘူးအပြိုစစ်လို့ချင်းကိုတိုင်းလူပြိုစစ်ရမယ်အပြိုစစ်လို့ချင်းကိုတိုင်းကလူပြိုစစ်ခဲ့လားလို့ကိုပြန်မေးလူပြိုစစ်တဲ့သူတွေကအပြိုစစ်ကိုယူပြီးသွားလို့ရှင်သူတို့ကိုယ်တိုင်ကလက်ထပ်မှာပဲအဲ့ဒါဆိုအပြိုမစစ်တဲ့မိန်းမတွေကအများကြီးရှိနေမှာတော့မဟုတ်ဘူးเนาะအဲ့တော့ single mother တွေလည်းအဲ့လိုပဲ single mother တွေဘာလို့ဖြစ်လဲဒီလိုဖောက်ပြန်တဲ့ယောက်ျားတွေအများကြီးရှိလာလို့ single man ဆိုတာဖြစ်လာတာလေအဲ့တော့ဖောက်ပြန်တဲ့ယောက်ျားတွေဒါမရှိခဲ့လို့ရှိရင် single man ဆိုတာလည်းရှိလာမှာမဟုတ်ဘူးအဲ့တော့ဒီအပြိုမစစ်တဲ့လူတွေကတော့ဘာလို့အပြိုမစစ်တဲ့ဘဝကိုရောက်သွားလဲတကယ်သားဝင်မယူမတိတတ်တဲ့ယောက်ျားတွေရှိနေလို့ဒီအပြိုမစစ်တဲ့လူတွေကရှိလာတာအဲ့တော့ရှင်တို့ကိုယ်တိုင်တော့အပြိုစစ်လို့ချင်းအပြိုစစ်ကိုတန်ဖိုးထားလူပြိုစစ်ကိုတန်ဖိုးထားအပြိုစစ်ရဲ့ဘဝကိုကောင်းကောင်းယူပြီးသွားရင်ကောင်းကောင်းတာဝန်ယူဒါပဲပြောချင်တယ်ကျမပြောပြီးသွားပြီအမြဲတမ်းပြောတယ်နော်ဒီလူမိန်းမတစ်ယောက်ကိုမယူနိုင်ဘူးဆိုရင်သူ့ရဲ့အပြိုစင်ဘဝကိုတွားပြီးမှမယူနဲ့ယူပြီးသွားလို့ရှိရင်လည်းယူလက်ထပ်ယူလိုက်ပေါ့နော်အဲ့တော့လုံးဝအကြောင်းမဖြစ်နိုင်ဘူးဆိုရင်တော့မှကောင်းကောင်းလှုပ်ပေးလိုက်အေးချမ်းလှုပ်ပေးလိုက်ကိုနဲ့အဲ့ဒီအပြိုမစစ်တဲ့လူကကိုလက်ထဲရောက်ခဲ့လို့ရှိရင်လည်းတန်ဖိုးထားပါအပြိုစစ်တာမစစ်တာကဘာမှမထူးခြားအဓိကကိုနားမှာရောက်လာတဲ့သူကမိန်းကောင်းဖြစ်ဖို့အရေးကြီးတယ်ရှင်တို့အပြိုစစ်တဲ့မိန်းမကိုဘလောက်ပဲရအကျင့်စာရိတ္တမကောင်းဘူးဖောက်ပြားတဲ့မိန်းမဖြစ်နေခဲ့လို့ရှိရင်လည်းဒီအိမ်တော်ရတာရမှာမဟုတ်ဘူးအပြိုစစ်တာမစစ်တာအဓိကမဟုတ်ဘူးသူ့ရဲ့အကျင့်စာရိတ္တကောင်းမှအဓိကအပြိုလူတိုင်းကမှားခဲ့တတ်တယ်မှားဘူးတယ်မှားတတ်ကြတယ်ဒီလူတယောက်ကိုတတ်ဆုံးယူမယ်လို့ထားလို့ကိုဘဝကိုပေးလိုက်တာမျိုးရှိတယ်အဲ့ဒါမှကိုကနားလည်မှုနဲ့ကိုအပြိုမစစ်တဲ့လူကိုရဲ့လက်ထက်ရောက်ခဲ့လို့ရှင်ကိုခုနပြောသလိုကိုအတုံးမပြရတဲ့ကိုအတွက်အတက်ကြီးပဲကိုမဖက်ရသေးရင်ကိုအတွက်စာအုပ်အတက်ပဲကောင်းကောင်းလေးတန်မိုးထားပြီးချစ်ကြည့်လိုက်ဒီအပြိုစစ်တာထက်တာပို့ပြီးအရသာကောင်းတယ်အပြိုစစ်တာထက်တာပို့ပြီးလေးနဲ့ညစ်မြတ်တဲ့မိန်းမကိုရမယ်ဆိုတာလုံးဝအာမခံတယ်နော်အဲ့တော့ကိုတိုင်းအပြိုစစ်လို့ချင်းလူပြိုစစ်ဖြစ်အောင်လို့မိမတရားပြီးတရားနဲ့မအိမ်နဲ့နော်ဒါပဲပြောချင်တယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးလူကြီးမင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကို comment လေးထဲမှာရေးခဲ့လို့ရပါနဲ့ဗီဒီယိုအသစ်တွေကိုကြည့်ဖို့ subscribe လေးပြုလုပ်ထားခဲ့ပါအောင်ရှင်အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လေးဖြစ်ပါစေရှင်